ဆက်လက်ပြီးတော့တပည့်တော်တရုတ်ဆောင်ကိုတူခိုင်အားတရားတောင်းဝင်ပြုတော်မူပါအရှင်မြတ်ကြီးဘုရားတာရုယဇာမမယံပနေသန္တိဘဝတာဂတိအမကံတိနာဘဝိနာဒီတေတုဓမ္မကတိကောပန်နေယူရထိပ်ဝေးလာဆန်းရီတို့စက်တရေရောင်ကြီးပြောင်းလီထုံးပါဓမ္မကုန်ကြီးရောင်လျက်ကြည်သည်နာမည်ကြောကြအရှင်သူမြတ်ဖျားမယံတတိညောစာတပိတော်မတို့သည်ဝါတန္တရာမလေးခန္ဓာရိထဲလေနေအမြဲမုတ်ချဒုက္ခပွေလီသည်တပိတော်မတို့သည်တာရုယုံကြည်စီကလေးမြတ်ကြည်သာကောင်းမွန်စွာလျင်ရာဇမဒုက္ခဝိမြုံဖြစ်ရပုံနေလုံးစုံထင်ရှားအရှင်မြတ်ဖရာကိုလျှောက်ထား၍သာတောင်းပန်ပါ၏အရှင်ဖရာဘဝသာဂတိဆုံးကြီးစံကြီးအတီးမရမပြတ်သွားလာခန္ဓာမုတ်ချဒုက္ခဖြစ်စီဘဝတန်တရားကြီးတဲ့နိုင်တတကြောခွေလေမသာခမတို့ဒီခန္ဓာဝိမမလွတ်နိုင်သေးကြတယ်တရဝမန်သမြအနန္တတို့သည်စရန္တိဆုံးလာဆန်လာသွားထထပမာချယဟကဲ့သို့မပြတ်ပုံသေးအမှန်ပဲဖြစ်၍နေကြပါသည်ဖရာတိနာဘဝိနာထိုသူမသွေတန္တရာဝိထေမမထွက်ဖဲဖြစ်၍နေကြပါသောကြောင့်ဓမ္မကတိကောသုံးနောင်တိချာဟိမဝိနာ၌ကိတရာတပါပမာဖြင့်ကြွားဝေဝေရဲ့ဉာဏ်ကြီးဂမီရဓမ္မတတကြအောင်ဟောပြတော်မူစိတ်ကာယ၍ကြံစီမန်းစာဓမ္မကတိကဟုနာမည်ကြောကြအရှင်သူမြတ်ဖရာအမကံဒိဋ္ဌိမျိုးနွယ်ခုတ်ချိုးပေ၍အနတ္တတတမြတ်ဖရာကိုတေတေတုကျမ်းဂန်ဓမ္မတွေ
မြတ်မကြာလမ်းမှန်ရစေဖို့ဒီသာသနာမှာဖျားပြည်အမတန်နိဗ္ဗာန်သို့မြန်ရအောင်မိန်ကြဟောပြဆုံးမတော်မူလိုက်ပါကျေးဇူးတော်ရှင်ဆရာတော်သခင်အရှင်သူမြတ်ကြီးဖျား